ကဘာပေါ်မှာအစားအသောက်အစမ်းဆုံးလို့ပြောလို့ရမယ်တရုတ်ပြည်ဂွမ်တောင်းကလူတွေရဲ့ဟင်းချက်နည်းကိုကြည့်လိုက်ကြရအောင်ဗျာဒီနေ့တော့ရှမ်းချမ်းမြို့ကနာမည်ကြီးဂွမ်တောင်းစွပ်ပြုတ်ဆိုင်တစ်ဆိုင်ကိုရောက်နေတာပါသူတို့ရဲ့ပါဝင်ပစ္စည်းတွေကဘလောက်တောင်ကြောက်ဖို့ကောင်းလဲဆိုတာကြည့်လိုက်ဦးများပထမဆုံးတွေးလိုက်ရတာကတော့အမဲရောင်ကင်းမီကောက်အရှင်ကြီးတွေဗျာဒါတွေကိုအစိတ်ပြေအောင်စွပ်ပြုတ်ထဲထည့်ချက်တာတဲ့နွားရဲ့ကပ်ပအိတ်ကြီးတွေရောအရှင်ကြီးဖြစ်တဲ့နွားအမီကြီးတွေပါတခါတည်းထည့်ချက်အောင်ပါပြီးတော့စီးဖက်ဝင်နေဆိုတဲ့ကက်တန်ရီမင်းချုပ်တွေပင်လယ်နဂါးချုပ်တွေအပြင်လက်တကောင်လုံးကိုပါအိုးထဲထည့်လိုက်ပါပြီဟင်းချက်ကကွမ်တုံးလိုမျိုးကြီးတွေကိုဘယ်သူမှရှင်လို့မရဘူးဆိုတာဒါမျိုးကိုပြောတာဗျာစွပ်ပြုတ်အမျိုးအစားနဲ့ရာကြိုရှိတာနော်ဒါကတော့နာမည်ကြီးတထင်းလေးစွပ်ပြုတ်တွေပြီးတော့ကင်းမီကောက်စွပ်ပြုတ်လက်စွပ်ပြုတ်နဲ့ရှားစုံလက်ပတ်စွပ်ပြုတ်တွေပါအစုံရှိပါတယ်ဒီစွပ်ပြုတ်တွေကိုအနည်းဆုံး3နာရီကျော်အောင်မီအီအီနဲ့တည်ရတာပါထူးခြားတာကသူတို့ကအဖတ်တွေကိုမစားဘဲအရီကိုပဲတောက်ကြတာဗျာအဖတ်တွေကဘီးဖေထားရတယ်ကင်းမီကောက်စွပ်ပြုတ်ကကြည့်ရတာမောင်မောင်မင်းမင်းနဲ့ကြောက်စရာကောင်းမိမိတောက်ကြည့်လိုက်လို့တော့လုံးဝအနက်မနာပဲချူမီနဲ့အရာသာရှိတယ်လို့ဆိုပါတယ်နွားကပအိမ်နဲ့ချက်ထားတဲ့စွပ်ပြုတ်ကလည်းညှို့နဲ့လုံးဝမရှိပဲတကယ်ကိုအားရှိစေမယ့်ယူရစီးဖောင်းနဲ့စွပ်ပြုတ်အရာသာအတိုင်းပါပဲစွပ်ပြုတ်အပြင်သူတို့ဆိုင်မှာနာမည်ကြီးတဲ့မြေဦးကင်းငန်းလေးရှိသေးတယ်ဗျာကြည့်လိုက်ပါဦးဗျာအရီကမီးပူတမတ်ပြောင်းလာပြီးတော့ကျွားနေတာပဲငန်းပေါင်ကြီးကိုကိုက်လိုက်ရင်စီရီစီထွက်လာပြီးတော့ပစက်သေးတဲ့အရီပျော်သွားမှာပါတကယ်ကိုထူးထူးဆန်းဆန်းနဲ့တရီကြစရာခွမ်းတောင်းအစားအစာတွေပဲဗျာ